ဒီတစ်ခါတော့ကျော်ရဲ့အကြံစီတွေအောင်ပြီးဘောကွာစော်လူမင်းอ่ะနိုင်ငံခြားအနေလာသမျှလက်နက်တွေစုဆောင်ဖို့နဲ့စစ်ပီတွေစုဆောင်ဖို့အတွက်တာဝန်ယူထားကြဟိအတင်းပြင်ပြီးတော့နဲ့ပကံပြည်ကိုမြေပုံထဲကလမ်းကြောင်းအတိုင်းရှိတက်ကြမယ်ဟိအခုလိုရှိန်နေမျိုးမှာဖြစ်စစ်ရေးအရာမှာအလွန်ကျွမ်းကျင်ပြီးအတွေ့အကြုံရင့်ကျက်တဲ့စစ်တူကြီးကြံစစ်သားကိုပြန်ခေါ်သိမ်းကြောင်းရှောက်တင်အပ်ပါတယ်ဗျာ ဒီနာရှိတော့ကချန်စစ်သားကိုပြန်ခေါ်ဖို့လိုအပ်တယ်ထင်တော့ဒမ်ဟောစီပြာဒမ်ဟောစီ3မှန်ပါပါအရှင်ပြည့်ရဲ့အမေကိုအပ်ပါဗျာစစ်တူကြီးချန်စစ်သားကိုတောင်းဝန်ပေးအပ်မယ်လူစရိုင်းတော်နေကိုပြန်လဲစုဆောင်